ဟိုရှိတုန်းကတောအုပ်ကြီးတစ်ခုထဲမှာအပြေးတန်လာပါတယ်ဆိုတဲ့ယုံကလေးတစ်ကောင်ရှိတယ်သူဟာသူ့ရဲ့အပြေးမြန်မှုကိုအမြဲတမ်းဂုဏ်ယူဝင့်ကြွားနေတတ်ပြီးတခြားတိရစ္ဆာန်လေးတွေကိုလည်းအမြဲနှိမ်တတ်တာပေါ့တနေ့မှာတော့ယုံဟာအေးအေးဆေးဆေးလမ်းလျှောက်နေတဲ့လိတ်ကလေးတစ်ကောင်ကိုတွေ့တော့ဟေ့လိတ်ကလေးမင်းကတော့ဒီလောက်နေနေတာငါနာရောက်ဖို့တောင်ကဘာပြတ်သွားမလားမသိဘူးလို့လှောင်ပြောင်လိုက်ပါတယ်လိတ်ကလေးကစိတ်မဆိုးပဲပြုံးပြုံးလေးနဲ့ပြန်ပြောတယ်ယုံမင်းသားရာမင်းကအပြေးမြန်တာမှန်ပေမဲ့ငါနဲ့ပြိုင်ကြည့်ရင်တော့ငါကပဲနိုင်မယ်ထင်တယ်ယုံဟာအံ့ဩသွားပြီးပါမင်းကငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့ကောင်းပြီလေအခုပဲပြိုင်ကြတာပေါ့ဆိုပြီးတောအုပ်ထဲကတရိษံတွေရှိမှပြိုင်ပွဲစလိုက်ကြပါတယ်ပြိုင်ပွဲစတင်ခြင်းဒိုင်လူကြီးကအချက်ပေးလိုက်တာနဲ့ယုံဟာမြတစင်းလိုပဲဝူးခနဲ့အပြေးထွက်သွားလိုက်တာခဏချင်းမှာပဲလိတ်ကလေးကိုအဝေးကြီးမှာထားခဲ့ပါတော့တဲ့တဝက်ကျော်လောက်ရောက်တဲ့အခါယုံကနောက်ကိုလှည့်ကြည့်လိုက်တော့လိတ်ကလေးကိုမြင်တော့မမြင်ရတော့ဘူးယုံကစဉ်းစားလိုက်တယ်လိတ်ကတော့ငါနာရောက်ဖို့အဝေးကြီးလိုသေးတာပဲဒီတစ်ပင်ရိပ်လေးအောက်မှာခဏလောက်မေးလိုက်ဦးမှတူလာနေတော့ငါနိုးရင်တော့အသာလေးပြေးနိုင်သေးတယ်အဲ့ဒီလိုနဲ့ယုံဟာအေးမြတဲ့လေကြီးအောက်မှာနှစ်